တဲကွဲပြီးနာကျင်နေတယ်ဆိုရင်ဒီ၃ချက်ကိုလုံးဝမလုပ်မိစေနဲ့ဒီ၃ချက်ကိုလုပ်မိနေမယ်ဆိုရင်တင်ပို့ပြီးတော့နာကျင်မှာဖြစ်ပါတယ်ခင်ဗျတင်ပို့ပြီးတော့မနာကျင်ချင်ရင်ဒီ၃ချက်ကိုရှောင်ဖို့လိုပါတယ်ခင်ဗျနံပါတ်1ချက်အမတ်တရားဖြစ်စေတဲ့အရာတွေကိုထပ်ခါပြန်ပြီးတော့မကြည့်ပါနဲ့ခင်ဗျသူနဲ့ကိုနဲ့အတူဓာတ်ပုံရိုက်ထားတဲ့အရာတွေတို့သူကကိုလက်ဆောင်ဝယ်ပေးထားတဲ့အရာတွေတို့အဲ့ဒီအရာတွေကိုပြန်ပြီးတော့မကြည့်ပါနဲ့သူရဲ့မှဓာတ်ပုံတွေလည်းပြန်ပြီးတော့မကြည့်ပါနဲ့ခင်ဗျဒီလိုကြည့်ချင်းအပြင်ကိုပို့ပြီးတော့နာကျင်စေမှာဖြစ်ပါတယ်ခင်ဗျနံပါတ်2ချက်ကိုပြန်ပြီးတော့နာကျင်အောင်မလုပ်နဲ့ဘယ်လိုမျိုးကိုပြန်ပြီးတော့နာကျင်အောင်မလုပ်နဲ့လဲဆိုတော့ကိုမကောင်းတဲ့အရာတွေနဲ့တို့ညတောက်စားနေရတော့အဲ့ဒီအရာတွေကိုလုံးဝမလုပ်ပါနဲ့ခင်ဗျနောက်တစ်ချက်ကကိုနဲ့ယင်းနှီးနေတဲ့လူကိုတွားပြီးရင်ဖွင့်တာတို့ကိုရဲ့မတုံချင်းတွေကိုတွားပြီးရင်ဖွင့်တာတို့အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ခင်ဗျကိုကရင်ဖွင့်တဲ့ချိန်တိုင်းကိုကပျော်ရွှင်မှုရှိတာကိုကပို့ပြီးတော့နာကျင်မှုတွေရှိတယ်ဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ तू ကကိုလှုပ်ထားတာတစ်ခါပဲဟုတ်တယ်ဟုတ် तू ကကိုနာကျင်လှုပ်လိုက်တဲ့တစ်ခါပဲ तू ကအတိတ်တွေပဲတွားပြီးတော့ရှိနေတာကိုမတိနိုင်ဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ तू ကကိုလှုပ်တာတစ်ခါကိုကနောက်တဲ့သူများတွေကိုရင်ဖွင့်နိုင်ကိုကအဲ့ဒီအချိန်တိုင်းမှာကိုကနာကျင်မှုတွေရှိတယ်ဒါကြောင့်မလို့သူများတွေကိုရင်မဖွင့်ပါနဲ့စိတ်သက်ကြနေတဲ့ပုံစံမနေပါနဲ့ခင်ဗျကိုတက်ရက်နဲ့အလှဆုံးအကြည့်ကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားပါဒီလိုမျိုးနေချင်းအပြင်ကိုပို့ပြီးတက်ကြွစေတဲ့လန်းဆန်းစေတယ်ဟုတ်တယ်ဟုတ်ပြီးတော့လန်းဆန်းတဲ့လက်ချင်းတွေကျွန်တော်အနေနဲ့တက်ကြွတဲ့လက်ချင်းတွေကိုနားထောင်ပေးပါစိတ်တက်ကြစီမဲ့တချင်းတွေကိုနားမထောင်ပါနဲ့စိတ်တက်ကြနေတဲ့တချင်းနားထောင်မယ်အတဲကွဲနေတဲ့တချင်းနားထောင်မယ်ဆိုရင်ကိုပြန်ပြီးတော့နှိပ်စက်တာနဲ့အတူတူပဲကိုပြန်ပြီးတော့နာကျင်အောင်လုပ်တာနဲ့အတူတူပဲဒါကြောင့်မလို့အတဲကွဲပြီးတော့အမြန်ဆုံးတက်တာချင်းတယ်ဆိုရင်ဒီ၃ချက်ကိုရှောင်ဖို့လိုပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်အကျိုးရှိတယ်လို့ရေးခဲ့ပေးပါခင်ဗျသိချင်တဲ့အကြောင်းအရာများကိုလည်းဒီအောက်မှာရေးခဲ့လို့ရပါတယ်ခင်ဗျတင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးအဆင်ပြေလို့တင်းလို့တင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးကိုထိန်းချုပ်ချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်ဆေးရိုက်ပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာ